ကျွန်တော်တို့ဒီနေ့အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ကအခုအဖွင့်နေ12နာရီခန့်အဖွင့်နေတရက်စာကိုကျွန်တော်တွက်ပြပြီးတော့ဗောနော်အဲ့တော့ကြိုက်တယ်ဆိုရင်လည်းထိုးဗောနော်အဲ့တော့ကျွန်တော်ကအခုလိုနှလုံးပေါင်းခြင်းက3ဗောနော်ဒီနှလုံးပေါင်းခြင်း3ဖြစ်တာကဒီ896ဗောနော်3လုံးပေါင်းခြင်းကလည်း3ဖြစ်ပါတယ်အဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းကကျွန်တော်မျိုးစင်များ9ဗောနော်ဒီနှလုံးပေါင်းခြင်း9ကကျွန်တော်အခုလို3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း9ပေါ့နော်ဒီနှလုံးပေါင်းခြင်း9ကကျွန်တော်ဒီ3လုံးပေါင်းခြင်း9ဖြစ်ရမှာဒီနှလုံးပေါင်းခြင်းက9ဆိုတော့ကျွန်တော်9ဖြစ်ချင်တာမို့လို့8ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့က8ထိပ်ဖြစ်ပါတယ်အဲ့တော့နောက်ပိတ်ကိုကျွန်တော်တို့တွက်မယ်ပေါ့နော်တွက်တဲ့အခါမှာအခုလို3လုံးပေါင်းခြင်းကခွန်ပေါ့နော်အခုလို3လုံးပေါင်းခြင်းခွန်ဖြစ်တာကဒီ3လုံးပေါင်းခြင်းကလည်းခွန်ဖြစ်ပါတယ်အခုလို3လုံးပေါင်းခြင်းက9ဖြစ်တာမို့လို့ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းကလည်း9ဖြစ်ပါတယ်အဲ့တော့ဒီ3လုံးပေါင်းခြင်းကျွန်တော်မျိုးစင်များ8ဖြစ်တာမို့လို့ဒီ3လုံးပေါင်းခြင်းကလည်း8ဖြစ်ရမယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့က2ဆိုတော့ကျွန်တော်က6ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ12နာရီတခွက်ကောင်းကတော့ကျွန်တော်မျိုးစင်များ8ရှောက်ပေါ့နော်8ရှောက်တခွက်တည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်8ရှောက်တခွက်တည်းပေါ့နော်12နာရီအဲ့တော့4နာရီခွဲကိုကျွန်တော်တို့ဆက်တွက်မှာပေါ့နော်4နာရီခွဲကိုတွက်တဲ့ခါမှာအခုလိုမျိုးပဲကျွန်တော်တို့1ရဲ့9ရဲ့8ရဲ့ပေါ့နော်3လုံးပေါင်းခြင်းကကျွန်တော်တို့က8ရတယ်အဲ့လို8ရတာကကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းလည်း8ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်းကကျွန်တော်တို့ကခွန်မူလို့ပေါ့နော်ဒီ3လုံးပေါင်းခြင်းလည်းခွန်ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6မူလို့9မူလို့ပေါ့နော်ဒီ3လုံးပေါင်းခြင်း9ဖြစ်ရမှာပါဒီနှလုံးပေါင်းခြင်းက8ဆိုတော့9ဖြစ်ချင်တာမို့လို့ကျွန်တော်ကခွန်ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့12နာရီခဏကခွန်ထိပ်ဖြစ်ပါတယ်အဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်တို့နောက်ပိတ်ကိုတွက်မယ်ပေါ့နော်နောက်ပိတ်ကိုတွက်တဲ့အခါမှာကျွန်တော်တို့အခုလို1ရဲ့9 159ပေါ့နော်3လုံးပေါင်းခြင်းဒီ9ဖြစ်တယ်အဲ့ဒီ3လုံးပေါင်းခြင်း9ဖြစ်တာကကျွန်တော်တို့ကဒီ8ရဲ့9ရဲ့8ရဲ့ကိုကျွန်တော်တို့ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့က9ဖြစ်ပါတယ်အဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်နောက်တစ်ပိတ်ကိုကြည့်မယ်ဆိုရင်3ရဲ့2ရဲ့5ရဲ့ကိုကျွန်တော်တို့ပေါင်းလိုက်တဲ့အခါမှာ10ရတယ်အဲ့ဒီလို10ရတာက3ရဲ့1ရဲ့6ရဲ့ပေါင်းခြင်းလဲကျွန်တော်တို့10ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီညနေခင်း4နာရီခွဲကိုကျွန်တော်တို့ကထပ်မှန်ပြီးတော့နောက်ဆုံးပင်ကိုထောက်ကြည့်တဲ့အခါမှာဒီ65နှစ်ပေါ့နော်6ရဲ့5ရဲ့2ရဲ့ကို3လုံးပေါင်းခြင်းတာက3ဖြစ်နေတယ်အဲ့လို3ဖြစ်နေတော့ကျွန်တော်တို့က3ဖြစ်စတာဆိုတော့ကျွန်တော်ဒီ3နဲ့6နဲ့3နဲ့ကိုကျွန်တော်တို့ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့က9ပေါ့နော်9ကျွန်တော်တို့က3ဖြစ်စတာဆိုတော့ကျွန်တော်က4ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကခွန်လေးတစ်ခွက်ထဲပေါ့ဗျာမနက်ခင်း6ညနေမနက်ခင်း6 6နဲ့ညနေခင်းခွန်လေးတစ်ခွက်ထဲဖြစ်ပါတယ်โอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်ကြာပြီ